Okay မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ရှေ့နာမှာကျွန်တော်တို့တစ်ခါလိန်ခံရတယ်ပေါ့နော်အဲ့လိန်ခံရတဲ့ပုံစံလေးကိုကျွန်တော်လာပြောပြချင်တာပါအခုလက်ရှိကြားဖြတ်နေရအစာပိုင်းဆရာကြာနေပြီနော်ဘယ်သူမှဆိုပထမအဆုံးကြုံဖူးတဲ့လူဆိုရင်တော့ကျွန်တော်ထင်တယ်ပါလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့လည်းအဲ့လိုပါပဲ first time ကြုံတော့ပါတာပဲသူတို့လုပ်တဲ့အကွက်တွေအရင်တိကျတယ်ကွာအခုက AI ကလည်းအရင်ခင်မိနေပြီဆိုတော့လေသူတို့ကျွန်တော်တို့စီကိုဘယ်လိုလာလဲဆိုကျွန်တော်တို့Elegant Touch Company အမိုင်နဲ့အလုပ်လုပ်နေတာDiet Source ကိုသူတို့ကလည်းတည်တယ်တည်တော့ဒီအမတွေခီးသွားနေတယ်ဆိုတာကိုလည်းသူတို့ကတည်တယ်ဒီအမတွေက line မတင်ထားပါဘူးအဲ့လိုမျိုးအချိန်တွေကိုသူတို့ကအခွင့်ကောင်းယူပြီးတော့မှကျွန်တော်တို့စီကိုဖုန်းဆက်လာတယ်အချိန်ကည9နာရီခွဲလောက်ရှိပြီတဲ့အဲ့အချိန်မှာဒီအမတွေလည်းတောင်ကြီးကနေပြီးတော့ရန်ကုန်မန္တလေးကိုသူတို့တွားနေတာဆိုတော့ဖုန်းလိုက်ရတယ်မမိဘူးလေနော်အဲ့ဒါကိုကျွန်တော်တို့ဖုန်းဆက်ကြည့်တော့ဘလို့မှမဖြစ်နိုင်ဘူးဆိုတာတီးနေရတယ်Viber ကနေပဲဆက်ပြီးစကားပြောဖြစ်တာ Messenger ကနေလည်းအမတွေကိုကြည့်တယ် line မစိမ့်နေဘူးအဲ့လည်းစာလည်းမပို့ဖြစ်တာလည်းပါဘူးနော်ကျွန်တော်ပေါ်ရောက်နေနေပါတာပေါ့သူတို့ကကျွန်တော်တို့ဘယ်လိုပြောလဲဆိုတော့သူတို့ဘဏ်အကောင့်တွေ time ဘဏ်အကောင့်တွေပိတ်ခံနေရလို့တဲ့အခုလောလောဆယ်ပစ္စည်းပူလေးလွှဲစရာရှိလို့ဘတ်လေးသိန်းခွဲလောက်လွှဲရမှာတဲ့အဲ့ဒီလွှဲပေးပါအောင်ဆိုပြီးတော့အခုညီလန်းတောင်းတဲ့ပုံစံအမကိုယ်တိုင်ပဲနော်တဲ့စိတ်ချရတဲ့အမကြီးမဖြစ်စေရဘူးနော်တဲ့ကြက်လေးထည့်ပေးမယ်ဆိုတာနဲ့အချိန်လေး5 မိနစ်လောက်ကြာတော့သူကကျွန်တော်ဒီကမ်ဘောဇာ special ကနေမွေလွှဲထားတဲ့စလစ်လေးပို့လာတယ်လောကတစ်ထပ်ထဲတော့သူတို့ပြင်လာတဲ့ဥစ္စာကအဲ့ဒီဟာတွေမပြောခင်မှာသူကကျွန်တော်စီကိုဖုန်းဆက်လာတယ် Viber ကိုပြောတယ်နော်အတန်ကတပုံစံနဲ့နော်အတန်ကလုံးဝအတိအကျဒါတော့သူတို့ဘယ်လိုလုပ်ထားလဲမသိဘူးအချိန်ပိုင်းလေးခဏလေးပဲပေါ့နော်ကျွန်တော်ထင်တယ်စက္ကန့်30လောက်ပဲကြာမယ်ထင်တယ်စကားပြောလိုက်ရတယ်ပြောပြီးတာနဲ့သူကအချက်ချင်းဖုန်းကကြာတော့တာအဲ့နောက်ပိုင်းကျဘယ်လိုမှပြန်ခေါ်လို့မရနိုင်ဘူးသူကစာရိုက်ပြီးပို့တာပေါ့နော်ဖုန်းလိုင်းလေးမကောင်းလို့ပါတဲ့စာဆက်ပို့ပေးပါမယ်တဲ့ကျွန်တော်တို့ဘက်ကပို့တဲ့အတန်ဖိုင်တော့သူကနားထောင်လို့မရဘူးဆိုပြီးတော့မှပြောတာပေါ့နော်အဲ့ဒါကျွန်တော်တို့လည်းโอเคဟုတ်ပြီပေါ့အဲ့ဒါဆိုရင်ငွေလွှဲလာတဲ့စလစ်ကိုကြည့်တော့လေ600ကျော်ကိုလွှဲလာတော့ကျွန်တော်တို့โอเคပတ်ထည့်ပေးမယ်ဆိုပြီးတော့မှအားလုံးပြင်ဆင်ပြီးတော့ကျွန်တော် special account ကျွန်တော်ဝင်ဆက်လိုက်တာဝင်ဆက်တော့ငွေရမဝင်သေးဘူးဗျာအဲ့ဒါကျွန်တော်တို့ပြန်ပြောတယ်ငွေမဝင်သေးဘူးတော့အဲ့လိုပြောတော့ဟုတ်တယ်တဲ့ဒီမှာကမ္ဘောဇာ error တက်သွားလို့တဲ့OTP ကုတ်လည်းမကြလာလို့တဲ့အဲ့ဒါမနေ့ပြန်ကြမှာဖန်အောင်တွားပေးမယ်တဲ့အခုညကိုစရံလေးရတဲ့လောက်ထည့်ပေးတဲ့ပတ်တသိန်းခွဲလောက်ထည့်ပေးပါတဲ့စရံအနေနဲ့ရရင်ရပြီဆိုပြီးတော့ပြောတာသူတို့ပြောတဲ့သုံးလုံးနဲ့စကားလုံးတွေကလောကရုပ်တိရှိတွေလောက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကမရှိဘူးလို့အဲ့လောက်လေလို့အဲ့ဆိုရတယ်ရှိတဲ့လောက်လေးပဲခဏထည့်ပေးလိုက်တဲ့ဟောကျွန်တော်လည်းကိုအလုပ်လုပ်နေရတယ်အလုပ်ကြီးလုပ်နေတာဖြစ်တဲ့အတွက်โอเคလောလောဆယ်တော့ဘန်5000လောက်ရှိတယ်လို့ကျွန်တော်ထည့်ပေးလိုက်မယ်ဆိုတော့ဟုတ်ပြီတဲ့ထည့်ပေးလိုက်တဲ့စိတ်ချတော့တဲ့အလွယ်မှမဖြစ်စေရဘူးတဲ့အထက်ခါပြောတာနော်အဲ့နဲ့ကျွန်တော်လည်းထည့်ပေးလိုက်တော့နောက်ရမနဲ့မိုးလင်းတော့လေစကားပြောနေသေးတယ် Viber နေပဲဆက်ပြောနေသေးတယ်ကျွန်တော်ကအဲ့အမမနဲ့မိုးလင်းပြီဆိုတာနဲ့ကျွန်တော်တို့ကုမ္ပဏီအမကိုလမ်းပြီးတော့ဟာလည်းနို့စရာကမတောင်းထားဘူးနော်တဲ့အဲ့နဲ့ကျွန်တော်တိလိုက်ပြီးလိန်ခံရပြီဆိုတာအဲ့နဲ့ကျွန်တော်တို့ကိုပြန်ပြောတယ်ကျွန်တော်ကိုအဲ့ဒီဘတ်9000ဖို့အတွက်ကိုကြက်ထည့်ပြီးကျွန်တော်နောက်ထပ်ချက်နဲ့4သိန်းကျော်ကိုကျွန်တော်လွှဲပေးပါမယ်ဆိုပြီးတော့ပြောတော့အဲ့လောက်ပဲပြောရတယ်သူကတိသွားပြီเนาะချက်ချင်းဘလော့သွားတာဘာမှကိုစစ်ချိန်မရဘူးသူတို့ဘလော့တဲ့ပုံစံဆန်းတယ်เนาะကျွန်တော်တို့နဲ့သူတို့နဲ့ပို့လာတဲ့စာတွေပါတယ်အကုန်လုံးပျောက်သွားတာပဲအဲ့တော့တတိထားကြပါငွေကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ line ပေါ်မှာပြောလာဆိုလာတယ်ဆိုရင်အကြံပေးတာဖုန်းပြောတာပဲဖြစ်ဖြစ်ဗီဒီယိုကောပဲဖြစ်ဖြစ်စက္ကန့်ပိုင်းလေးပဲဆိုရင်မယုံနဲ့เนาะအနည်းဆုံးမိနစ်3-4မိနစ်လောက်အထိပြောရမှအဆင်ပြေတာဘာလို့လဲသူတို့က AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုကစက္ကန့်ပိုင်းလေးအထိအရန်ရုပ်တိရှိတယ်เนาะစက္ကန့်30လောက်အထိနဲ့တွဲယုံလို့မရဘူးတွဲလည်းကြာလာရင်တော့ကိုဟန်အမှုရာအပြောင်းလဲအဲ့ဒီပုံမှာသူရဲ့ရွှေ့လျားမှုလေးတွေက AI နဲ့တိထားစီတယ်ကွာအဲ့ဒါကိုလေသူတို့ကတိတော့ဒီစက္ကန့်ပိုင်းဗီဒီယိုလေးဖန်တီးပြီးတော့မှလုပ်တာပေါ့နော်အဲ့တော့အထူးတတိပြုကြပါအခု AI ကလည်းအရင်တိုးတက်လာတော့ဒီမကောင်းတဲ့လူတွေရဲ့လက်ထဲကနေအားလုံးရှောင်ရှားနိုင်ကြပါစေလို့ပဲ
ဆူတောင်းပေးရင်ကျွန်တော်ဗီဒီယိုလေးကိုကုန်းချုပ်တယ်နောက်ပိုင်းမှာလည်းကျွန်တော်တို့အလုံးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေထပ်ပြီးတင်ပေးပါမယ်ဗျာနော်ကျေးဇူးတင်ပါတယ်